အားလုံးမင်္ဂလာပါဗျာကျွန်တော်ကျော်စိုးပါဒီကနေ့ကဇန်နဝါရီလ23ရက်နေ့ဖြစ်ပါတယ်ကျွန်တော်ရောက်နေတဲ့နေရာကဒါကမိုးကုတ်မြို့ကောက်ကွင်းပါအဲ့တော့ခင်ဗျားတို့ကောက်ကွင်းဆိုရင်တော့လှလှပပမြင်ကွင်းလေးတွေမြက်ခင်းမြင်လေးနဲ့ခင်ဗျားတို့မြင်ရလိမ့်မယ်လို့ခင်ဗျားတို့ထင်ကြပါလိမ့်မယ်ဒီမှာကကျွန်တော်တို့ဒါမိုးကုတ်မြို့ကောက်ကွင်းကိုအန်ယူဂျီအဖွဲ့တွေဒါကျွန်တော်တို့တူးထားတဲ့မြင်ကွင်းပါဘယ်လောက်ထိအောင်နှက်လဲဆိုရင်အောက်ကနေသူရေထွက်အောင်တီးတူးပါတယ်ဒီတပြင်းလုံးကတော့ကောက်ကွင်းဧရိယာတစ်ခုလုံးအကုန်လုံးတူးပြီးသွားပြီဗျဘာတစ်ခုမှရကြမရှိတော့ဘူးကောက်ကွင်းတာပြောတာပါဗျာခင်ဗျာဒီမှာကြည့်တူးလဲတူးဒီကောင်တွေသူတို့ရဲ့လက်ချက်ကြောင့်ခင်ဗျာကြည့်လိုက်ဗျာမြေစာပုံတွေနဲ့ကိုယ်ကဂလိုင်းတွေနဲ့ရေတွေပါထွက်တယ်ဗျာကျွန်တော်ဒီမှာရှိတဲ့မျိုးကန်တွေကိုကျွန်တော်တို့မေးလိုက်တဲ့အခါမှာဒီကောက်ကွင်းကိုပထမဆုံးစတူးတာကအန်ယူဂျီအဖွဲ့တွေစတူးတယ်လို့သိရတယ်အန်ယူဂျီအဖွဲ့တွေကသူတို့ဒီမှာရှိတဲ့သူတို့နဲ့ပတ်သက်တဲ့ဒီလုပ်ငန်းရှင်တွေကိုဒီလိုခေါ်ထည့်တယ်ခေါ်ထည့်ပြီးတော့သူတို့ရန်ရကြီးတွေနဲ့တူးတယ်ရန်ရကြီးနဲ့သူတို့တူးသွားတာဒီကိုစတူးတာကကျွန်တော်တို့ကမူလကထင်ထားတာက DNA လေးတူးတယ်လို့ထင်ထားခဲ့တာပထမဆုံးစတူးတာကအန်ယူဂျီလက်အောက်ခံ PDF ဖွဲ့တွေပေါ့သူတို့စတူးခဲ့တယ်လို့ကျွန်တော်သိရတယ်သူတို့စပြီးတော့တူးခဲ့တာပေါ့ဗျာDNA လေးအဖွဲ့အနေနဲ့လည်းသူတို့ကဒီနောက်ပိုင်းမှာသူတို့တို့လည်းအကျိုးမြတ်ရကောင်းရနိုင်ပါလိမ့်မယ်ရှိပါလိမ့်မယ်တကယ်ကိုဒီမှာတူးခဲ့တာက DNA လေးကစတူးခဲ့တာမဟုတ်ဘဲနဲ့အန်ယူဂျီအုပ်စုတွေကစတူးခဲ့တာလို့သိရတယ်ဒီဓာကြီးကိုတူးတာနဲ့ပတ်သက်ပြီးတော့ DNA လေးနဲ့ဒီအန်ယူဂျီအုပ်စုတွေနှစ်ဖက်အချင်းများခဲ့ကြတယ်ဒီအန်ယူဂျီအုပ်စုကသူတို့ရဲ့ဒီလက်နက်ခဲယမ်းဖို့သူတို့ရဲ့လိုအပ်ချက်တွေဒီကောက်ကွင်းကိုတူးရမယ်တိုးတော့လည်းပဲ TNL ဘက်ကတော့ဒါကသူတို့အနေနဲ့ဒါတော့သူတို့လက်မခံနိုင်ဘူးဆိုပြီးတော့သူတို့နှစ်ဖက်အငင်းပွားမှုတွေဖြစ်တယ် TNL နဲ့ဒီ NUG အဖွဲ့တွေရဲ့ဒီပြိပကဖြစ်ပွားမှုကဒီမိုးကုတ်ကောက်ကွင်းကနေစတယ်ပေါ့တနည်းအားဖြင့်ကျွန်တော်အကျိုးစီးပွားတွေစတယ်ပေါ့အဲ့တော့သူတို့ကလည်းဒီမှာရဖို့အတွက်ဒါသူတို့ရတဲ့အချိန်မှာရန်နေရကြီးကြီးမားမားတွေသူတူးခဲ့တာပဲဗျကျွန်တော်ဟိုရဲ့နောက်မှာဆိုရင်ကျွန်တော်တို့ဇေဒီတောင်မှတော်တော်လေးကတ်သွားပြီဗျသူတို့ရဲ့တူးတာအဲ့တော့ဒီတက်မတော်သာအဝင်နောက်ကျခဲ့မယ်ဆိုရင်ကျွန်တော်ဒီဇေဒီပါမြေခမဲ့အနေထားပဲဗျအဲ့တော့ဒါကိုကြီးချင်းအပြင် NUG အုပ်စုတွေကကျွန်တော်တို့တိုင်းပြည်ဖွံ့ဖြိုးရေးအတွက်လှုပ်သွားတာလားတိုင်းပြည်ဖြည့်ဆည်းရေးအတွက်လှုပ်သွားတာလားဒီမှာရှိတဲ့ထွက်ရှိသွားတဲ့တေယံဇာတာတွေကခင်ဗျားတို့ကျွန်တော်တို့ရဲ့ပိုင်ဆိုင်တဲ့ဖြစ်စည်းတွေခင်ဗျားတို့ကျွန်တော်ပိုင်ဆိုင်တဲ့ဖြစ်စည်းတွေဟို TNL နဲ့ဒီမန်လေး PDF ဖွဲ့တွေမန်လေး PDF ဖွဲ့တွေပူးပေါင်းပြီးတော့ NUG အုပ်စုတွေပူးပေါင်းပြီးတော့ကျွန်တော်တို့မိုးကုတ်မြို့လာတိုက်တယ်သူတို့ရဲ့ကြွေးကြော်မှုကတော့ဝေဦးတော်လိုင်းရေးပေါ့ဗျဒီမိုကရေစီတိုင်းပြည်တွေမွေးဖွားမယ်ပေါ့သူတို့ဒီလိုမျိုးလာခဲ့တာတကယ်တော့ခင်ဗျားတို့အသေးချာကြည့်လိုက်ပါဒီအဖွဲ့တွေဝင်ရောက်မလာခင်ကကျွန်တော်တို့မိုးကုတ်မြို့ရဲ့အခြေအနေဒီအဖွဲ့တွေပြန်ထွက်သွားတဲ့အချိန်မှာမိုးကုတ်မြို့ရဲ့အခြေအနေခင်ဗျားတို့စဉ်းစားတွေးကြည့်လိုက်ပါခင်ဗျားတို့မျိုးကြီးစုပ်ပြတ်တတ်သွားတာပဲရှိတယ်ဘာတစ်ခုမှခင်ဗျားအကောင်းရမရှိဘူးဒီနေရာကြီးကကျွန်တော်တို့မြန်မာနိုင်ငံတည်ရှိတွေကျွန်တော်တို့ရဲ့ရှေ့ကကျွန်တော်တို့ရဲ့ဒါဘယင်းတွေလက်ထက်မှဒီယနေ့ထိအစင်လာအပြည့်ထိမ့်သိမ်းခဲ့တဲ့နေရာကြီးကအဲ့ဒီနေရာကြီးမှာဒီလက်နက်ကိုင်အဖွဲ့တွေရောက်လာတယ်တောင်းကျမ်းသူတွေရောက်လာပြီးတော့ဒီနေရာကြီးကိုတူးကြဖော်ကြတယ်ပျက်စီးသွားပြီဒီပိုင်ဆိုင်မှုကခင်ဗျားတို့ရဲ့ပိုင်ဆိုင်မှုကျွန်တော်တို့ရဲ့ပိုင်ဆိုင်မှုဗျဒါမိုးကုတ်မြို့နယ်သူမြို့နယ်တိုင်းသိရမှာဗျဒါခင်ဗျားတို့ရဲ့ပိုင်ဆိုင်မှုကျွန်တော်တို့ရဲ့ပိုင်ဆိုင်မှုကျွန်တော်တို့ဒီရောက်လာရဲဆိုတာလေခင်ဗျားတို့ချစ်လို့ရောက်လာမိုးကုတ်မြို့နယ်သူမြို့နယ်ချစ်လို့ရောက်တယ်ကျွန်တော်တို့ဒီကိုမြန်မာနိုင်ငံမြေကိုကျွန်တော်ချစ်လို့ရောက်လာမြို့ကိုချစ်လို့ရောက်လာတာကျွန်တော်တို့တော့ဒီလောက်ချစ်တယ်ဗျာကျွန်တော်တို့ဒီကနေမွေးဖွားပေးခဲ့တဲ့သူမဟုတ်ဘူးခင်ဗျားတို့မွေးဖွားခဲ့တာခင်ဗျားတို့ဧရိယာခင်ဗျားတို့ပိုကာကွယ်ရမှာဗျကာကွယ်ရမှာအဲ့တော့ဗျာခင်ဗျားတို့ကျွန်တော်တို့အန်ဟောဟာတာမိုးကုတ်ကောင်းဝင်ပေါ့ဟာကြည့်လိုက်ကောဗျာကျွန်တော်တို့ဖားကန်ဧရိယာမှာရှိတဲ့အစိပ်ပိုင်းတစ်ခုမြင်ရတယ်လို့ပဲဗျာတတော်ကြီးကိုဆုတ်ပြတ်တတ်သွားတယ်ဗျာဒါတွေဘယ်သူအစားပြန်ပေးမလဲခင်ဗျားတို့စဉ်းစားဒီကြားတွေဘယ်သူအစားပြန်ပေးဘယ်သူတွေကုစားပေးမလဲမျိုးကန်တွေရဲ့အနာတွေဘယ်သူတွေကုစားပေးမလဲကြည့်ဗျာခင်ဗျားကြည့်ဒါကိုခင်ဗျားတို့နာဖို့ကောင်းတယ်ဗျာဒါသမိုင်းပဲဒီသမိုင်းကကျွန်တော်ရေရှည်ထားရမှာဗျတောင်းကျမ်းသူတွေနဲ့ဒီ NUG အုပ်စုတွေကြောင့်ဒီမျိုးကဘယ်လောက်ပျက်စီးသွားလဲမျိုးရဲ့အလှပဘယ်လောက်ပျက်စီးသွားလဲရခိုင်ကဒီနေရာဆိုအရင်လှပခဲ့တဲ့နေရာကြီးဗျထိမ့်သိမ်းထားခဲ့တဲ့နေရာကြီးထိမ့်သိမ်းတာမှာကျွန်တော်နှစ်ပေါင်းရာနဲ့ကြီးထိမ့်သိမ်းခဲ့တာအင်္ဂလိပ်တွေတော့မတိုးခဲ့တဲ့နေရာကြီးဗျာခင်ဗျားကလည်းမြန်မာနိုင်ငံကိုကျွန်တော်တို့ကိုလိုနီပြုခဲ့တဲ့အင်္ဂလိပ်တောင်ဒီနေရာကိုမတိုးခဲ့ဘူးဗျနောက်ပိုင်းကျွန်တော်ခေတ်ဆက်အစိုးရလွတ်လပ်ရေးနောက်ပိုင်းမှာပေါ်လာတဲ့ခေတ်ဆက်အစိုးရတွေဒီနေရာကိုကာကွယ်တယ်လုံးဝမထိခဲ့ဘူးသို့တော်လည်းပဲကျွန်တော်တို့ဟလာမြို့သိမ်းတိုက်ပွဲဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့လက်နက်ကိုင်ဖွဲ့တွေနဲ့ကျွန်တော်တို့ NUG အုပ်စုတွေရောက်လာတယ်ပျက်စီးသွားတယ်စုပြတ်တက်နေရပဲနောက်တော့ခင်ဗျာဒီမှာရှိတဲ့စာသင်ကျောင်းတွေဆိုလည်းမဖွင့်နိုင်ဘူးအဲ့မှာကြီးကလေးတွေရဲ့တင်ထောက်ကိုပြည့်ဖြက်စီးသွားစုပြတ်တက်နေတာပဲဗျာဒါကျွန်တော်တို့ရဲ့ပိုင်ဆိုင်မှုတွေဗျအဲ့တော့ကျွန်တော်တို့ခင်ဗျားတို့အားလုံးကကျွန်တော်တို့ရဲ့ရေထုမြေထုလေထုကာကွယ်ရမှာပဲကာကွယ်နေရမှာကျွန်တော်တို့အားလုံးနိုင်ငံသားတိုင်းကာကွယ်ရမှာပဲခင်ဗျားတို့လည်းကာကွယ်ရမှာကျွန်တော်တို့လည်းကာကွယ်ရမှာပဲအဲ့တော့ကျွန်တော်တို့ကရှင်းနေဒီတက်မော်တိုင်းနဲ့ဒီတူပဲကျွန်တော်အသက်ပဲအသေးခံမယ်ကျွန်တော်နိုင်ငံရဲ့အချုပ်အခြာအာဏာကျွန်တော်နိုင်ငံပိုင်တဲ့နေမျိုးကျွန်တော်အဆုံးရှုံးမခံနိုင်ဘူး
ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ပြတ်ရင်ပြတ်တတ်သွားပဲတည်တည်သွားပါစေဒါကျွန်တော်တို့ရဲ့ယက်တီချက်ပဲအဲ့တော့ဒီမိုးကုတ်မျိုးနဲ့သူမျိုးနဲ့သားအနေနဲ့လည်းအကျမ်းဖက်အုပ်စုတွေရဲ့လက်အောက်မှာလည်းနေခဲ့ပြီးသွားပြီတက်မတော်ရဲ့ထေချုံအောက်မှာလည်းနေခဲ့ပြီးသွားပြီအဲ့တော့အကျမ်းဖက်အုပ်စုတွေရဲ့နေအောက်မှာနေခဲ့တဲ့ဒီကာလာလေးတစ်လျှောက်ကာလာတော်လေးတစ်လျှောက်မှာခင်ဗျားတို့ရဲ့အခြေခံရပိုင်ခွင့်တွေဘယ်လောက်ထိရခဲ့တယ်လဲခင်ဗျားတို့ကြီးစီတောင်ကောင်းကောင်းမထူရဘူးကျွန်တော်ဒီကနေ့မနက်ပိုင်းကျွန်တော်တို့မြို့ကိုကျွန်တော်ပတ်ကြည့်တဲ့အခါမှာဒီမြို့အရှိရမ်းပေါ့အရှိပိုင်းရက်ကွက်မှာဆိုရင်ကြီးစီတဲ့ညံနေကြပဲဗျရခင်ကအဲ့ဒီတန်နေမကြားခဲ့ကြီးစီတောင်မထူရဘူးဗျအဲ့လိုရှိရဗျအဲ့တော့ဒါသမိုင်းမှတ်တမ်းတစ်ခုပဲဗျဒါနောက်ထပ်အကြမ်းဖက်အုပ်စုတွေဝင်ရောက်မလာဖို့အတွက်မိုးကုတ်မြို့နယ်သူမျိုးတိုင်းကာကွယ်ရမှာပဲခင်ဗျားတို့ကတာဝန်ရှိတယ်ကျွန်တော်တို့မှလည်းတာဝန်ရှိခင်ဗျားတို့မှလည်းတာဝန်ရှိတယ်ခင်ဗျားတို့ကပို့ပြီးတာဝန်ရှိတယ်ဒီလက်နက်ကိုင်အဖွဲ့တွေလက်နက်ကိုင်ဝင်လာတဲ့အင်အားကခင်ဗျား900ပတ်လည်းပဲထားပါစို့ဒီမျိုးမှရှိရလူရသိန်းနဲ့ကြီးရှိတယ်ဗျာခင်ဗျားတို့ဒုတ်ချင်းဓာချင်းခင်ဗျားတနက်ချင်းခင်ဗျားမလုပ်ရဘူးလားဘာဒီသွေးကြောင်အကုန်လုံးဘဝမှာခင်ဗျားအသက်တစ်ချောင်းပဲသေသွားရင်ဘာမှမရှိသေးတော့ခဏပဲအားလုံးဘဝခဏပဲကာကွယ်ရမှာပဲဗျဒါဒီမှာဒီကနေပြီးတော့ဒီ NUG အုပ်စုတွေပတ်စံဘလောက်ရသွားလဲကြောက်တွေဘလောက်ရသွားတယ်လဲဆိုတာခင်ဗျားကျွန်တော်တို့မစင်စားနိုင်ဘူးမရကြတော့အကြောင်းမရှိမရရင်တော့ဒီလိုမလုပ်ဘူးမရကြအကြောင်းမရှိဘူးအဲ့တော့ဗျာခင်ဗျားကြီးဆုံးရှုံးသွားတဲ့နေမြေကြီးကြည့်လိုက်ခင်ဗျားဒါကြီးကိုမြေကြီးဘယ်လိုပြန်ဖို့မလဲဒါကျွန်တော်အထင်ကျွန်တော်ဆိုရင်တော့ဗျာဒီနေရာကြီးကိုဗျာကျွန်တော်စဉ်းစားမိတာပေါ့သမိုင်းမှတ်တမ်းအနေနဲ့ဒီတိုင်းထားခဲ့လိုက်ဒါဆိုရင်ခင်ဗျားဒီမှာရှိတဲ့မိုးကုတ်မျိုးနဲ့သူမျိုးနဲ့တိုင်းအစင်ဆက်ဒါကလေမှလက်နက်ကိုင်ဖွဲ့ရင်းနဲ့ NUG အုပ်စုတွေဝင်လာတော့အမေတို့မြေကြီးကိုအမေတို့မျိုးကြီးကိုဖျက်ဆီးသွားတာသမိုင်းမှတ်တမ်းမြေထားမှာခင်ဗျာတက်မတော်ကမိုးကုတ်မျိုးကိုဝင်လာတာခင်ဗျာထပ်ပြီးဆောသွားလို့မဆောခဲ့ရင်ဒီအဖွဲ့တွေက NUG အုပ်စုတွေကဘာလုပ်လဲဆိုတော့ဒီမိုးကုတ်မျိုးမှာရှိတဲ့ကန်ကြီးရှိတယ်အဲ့ဒီကန်ကြီးကိုရေဖောက်ချပြီးတော့ကြောက်တူးဖို့တော့သူတို့ယာထားတယ်အဲ့လောက်တော့ယာထားခဲ့တယ်ဒါတက်မတော်ဆောသွားလို့ပေါ့ဗျာဒီမှာဒါဆိုတော့သူတို့ယာတဲ့အချိန်မှာသူတို့ဒီရန်တရားကြီးတွေနဲ့ဘဖိုးတွေနဲ့ဒေါင်းရှော့ကိုကုတ်ဖဲ့ပြီးတော့သူတို့ကြောက်တွေရှာသွားကြတယ်ဗျာဒါမိုးကုတ်မျိုးနဲ့သူမျိုးနဲ့နာဖို့တော့ခင်ဗျားတို့နာဖို့လိုတယ်ဒါကျွန်တော်တို့ရဲ့ပိုင်ဆိုင်မှုခင်ဗျားတို့ရဲ့ပိုင်ဆိုင်မှုအတူတူပဲခင်ဗျားတို့ပိုင်ဆိုင်မှုကျွန်တော်ပိုင်ဆိုင်မှုအတူတူပဲဗျာနော်ကြည့်ဗျာနော်အဲ့တော့ခင်ဗျားတို့မျော်လင့်နေတဲ့လက်နက်ကိုင်အဖွဲ့တွေလက်နက်ကိုင်အဖွဲ့တွေအများနဲ့ပြောတယ်ကျွန်တော်တို့လွတ်လပ်ရေးနဲ့အပြိုင်ပေါ်ပေါက်လာတယ်ကြည့်လိုက်ဗျာလွတ်လပ်ရေးနဲ့အပြိုင်ပေါ်ပေါက်တဲ့ဆိုရင်ခင်ဗျားတို့အကျိုးတွေလက်နက်ကိုင်အဖွဲ့တွေဘာမှန်းလုပ်ပေးခဲ့တာရှိလဲလမ်းခင်းပေးခဲ့တာရှိလားစာတင်ကြောင်းဆောက်ပေးခဲ့တာရှိလားခင်ဗျားတို့ရဲ့အသက်ရှင်ရည်တည်ခွင့်တနည်းအားဖြင့်ခင်ဗျားတို့ရဲ့ဘုံအကျိုးစီးပွားနဲ့ပတ်သက်ရင်ဘာမှန်းလုပ်ပေးခဲ့တာရှိလဲပြစမ်းပါဗျာခင်ဗျားလက်ရှိဗမာပြည်မှာရှိတဲ့လက်နက်ကိုင်အဖွဲ့တွေအကုန်လုံးကသူတို့အကျိုးစီးပွားတဲ့သူတို့လုပ်နေကြတာကြီးပဲသူတို့အာဏာမြဲဖို့အတွက်သူတို့လုပ်နေကြတာပဲဒီတောင်းချမ်းသူအဖွဲ့တွေကခင်ဗျားတို့ဒီမိုးကုတ်မျိုးကြီးတိဆောက်တယ်လမ်းတွေဖောက်တယ်ဖွံ့ဖြိုးရေးလုပ်တဲ့အခါမှာတက်မတော်နဲ့ပြည်သူပူးပေါင်းပြီးလုပ်ခဲ့တာကြီးပဲမိုးကုတ်မျိုးနဲ့သူမျိုးနဲ့သားနဲ့တက်မတော်တို့ပူးပေါင်းပြီးတိဆောက်ခဲ့တာကြီးပဲလက်ရှိကျွန်တော်မိုးကုတ်မျိုးပြည်သူစေအောင်မျိုးနဲ့စေအောင်ဆိုလဲမိုးကုတ်မျိုးနဲ့သူမျိုးနဲ့သားတွေကပံ့ပိုးတဲ့အားနဲ့သူတို့ရဲ့ငွေကြီးနဲ့တိဆောက်ခဲ့တာအနောက်ပိုင်းကကြက်ပြင်စေအောင်သူတို့ရဲ့အားနဲ့တိဆောက်ခဲ့တာမိုးကုတ်မျိုးနဲ့သူမျိုးနဲ့သားတွေတိုင်းချစ်ပစ္စည်းစိတ်မျိုးချစ်စိတ်ကိုတော့ကျွန်တော်လေးစားတယ်ဒီမှာရှိတဲ့နိုင်ငံမှာဒီနိုင်ငံတော်ရဲ့ဒီအခြေခံအဆောက်အဦနဲ့ပတ်သက်ရင်သူတို့ရဲ့ site ထုတ်အားနဲ့သူတို့ပံ့ပိုးတာအကုန်ကြခံပြီးလုပ်ခဲ့တာကြီးပဲဒါသူတို့တိုင်းပြည်ချစ်စိတ်ဒေသကိုချစ်စိတ်အဲ့တော့ဒီစိတ်လေးကိုကျွန်တော်ဆက်ပြီးကာကွယ်ရပါကျွန်တော်တို့ဒီမှာရှိတဲ့လိုအပ်တဲ့ကျွန်တော်တို့ပညာရေးရန်တရားတွေဆက်ပြီးလဲပတ်ဖို့မြင်မြင်ဆန်ဆန်လဲပတ်ဖို့ကျန်းမာရေးရန်တရားတွေမြင်မြင်ဆန်ဆန်လဲပတ်ဖို့အတွက်နိုင်ငံတော်ဥဆောင်မှုတပ်မတော်ဥဆောင်မှုအောင်ပြီးတော့ကိုယ်မှာရှိတဲ့ငွေကြေးတွေနဲ့ကျွန်တော်ပံ့ပိုးကြပါပံ့ပိုးပေးကြပါလူစွမ်းအင်မြစ်တွေကျွန်တော်မွေးထုတ်ပေးကြပါကျွန်တော်တို့လက်နက်ကင်ခြင်းကတိုင်းပြည်အတွက်ကောင်းခြင်းပါတစ်ခုမှမရှိဘူးလက်နက်ကင်ခြင်းကအာဏာရှင်တွေအတွက်တိုင်းသားအာဏာရှင်တွေအတွက်ကျွန်တော်အသက်ဆက်ပေးရပဲရောက်ပါတယ်ပြည်ပမီဒီယာကိုအနေနဲ့ကကြည့်ရှုအားပေးတဲ့မိတ်ဆွေများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျ